တကယ်လို့တင်တော့စစ်ရေးပြပွဲတစ်ခုကိုရောက်ဖူးတယ်ဆိုရင်ကောင်းကင်မှာပြန်ဝဲနေတဲ့တိုက်လေရင်တန်းကိုကြားဖို့ရင်တမမဟုတ်ကုတ်ကဲမှာတိုက်လေရင်တဲ့တင်မော်ရီရဲ့အရွယ်စားအတိအကျကိုရှားကြည့်ခဲ့ဘူးလဲဆိုရင်သူတို့လက်ထဲမှာဒေါ်လာတန်နဲ့ချီရှိနေုံနဲ့စစ်တပ်ဟာဘာလို့လို့ရတယ်ဆိုတာကိုတင်သိပြီးသားဖြစ်ပါလိမ့်မယ်။အတိသေးဘူးဆိုရင်တော့စစ်လက်နက်တွေအားလုံးဟာဈေးမပေါ်ပါဘူးဆိုတာကိုပြောပြရစီ။အဲဒီလက်နက်တွေဟာအရွယ်စားကြီးကြပြီးအရွယ်ကြီးလေလေဈေးကလည်းမြင့်နိုင်ခြေများလေလေပါပြီ။2020ခုနှစ်တစ်နှစ်ထဲမှာတင်ကျွန်တော်တို့ဟာစစ်ယူနီဖောင်းအသစ်တွေအတွက်ဒေါ်လာ2 trillion လောက်အသုံးပြုခဲ့ကြပြီးပါပြီ။ဒါအပြင်တိုက်ပွဲတွေမှာအသုံးပြုဖို့အတွက်လက်နက်အသစ်တွေကိုသူတည်တနာလို့ရှာဖွေဖန်တီးတိစောက်ရမှာလေဒေါ်လာပေါင်းတန်းရာနဲ့ချီပြီးမြုပ်နှံထားပါသေးတယ်။ဒီနေ့မှာတော့အဲဒီလိုလက်နက်တွေတွေကဘယ်ဟာတွေကဈေးကြီးဆုံးဖြစ်မလဲဆိုတာကိုဆွေးနွေးတင်ပြပေးသွားမှာပဲဖြစ်ပါလိမ့်။ F-35A Stealth Fighter တယူနစ်လျင်ဒေါ်လာတန်း80နောက်တစ်ခုကတော့ဈေးကြီးဆုံးတိုက်လေယာဉ်မဖြစ်ရင်တော့ကမ္ဘာပေါ်မှာဈေးကြီးဆုံးလေယာဉ်တစ်စင်းတော့ဖြစ်နိုင်ခြေရှိပါတယ်။ဒါအပြင်အကျိုးရှိဆုံးဗစုံသုံးစစ်တိုက်လေယာဉ်တစ်ခုလည်းပဲဖြစ်ပါတယ်။ဟောင်းနေပြီဖြစ်တဲ့အရင်မျိုးဆက်တိုက်လေယာဉ် F-35A တွေကိုအစားထိုးဖို့ဝင်ရောက်လာတဲ့ဒီတိုက်လေယာဉ်ကတော့21ရာစုစစ်ဘက်သုံးပစ္စည်းတွေမှာအလို့အဆုံးဖြစ်တဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုတိုးတက်အောင်ပြင်ဆင်ထားပါတယ်။ဒီတိုက်လေယာဉ်ကိုထုတ်လုပ်ဖို့အတွက်အမေရိကန်ပြည်ထောင်စုနဲ့အတူနိုင်ငံပေါင်း9နိုင်ငံလက်တွဲထားတာဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအင်္ဂလန်နိုင်ငံအီတလီနယ်သာလန်တူရကီဒိန်းမတ်နော်ဝေနဲ့ဩစတြေးလျတို့ပါဝင်ပါတယ်။အတူချုပ်ပြောရရင်တော့ F-35A ဟာခိုးဝင်မှုထောက်လှမ်းရေးအာရုံခံကိရိယာတွေနဲ့အဆင့်မြင့်ထားတဲ့အခြေအနေနဲ့လိုက်ပြီးတတိရှိမှုတွေကိုအဆင့်မြင့်တဲ့လေတူတွင်းတည်ငြိမ်စွာလုံဆောင်ချက်တွေနဲ့ပေါင်းစပ်ထားတဲ့ဗစုံသုံးတိုက်လေယာဉ်တစ်စင်းဖြစ်ပါတယ်။ Staff တိုက်လေယာဉ်ဆိုတဲ့ခေါင်းစဉ်နဲ့သူ့ရဲ့မြင့်မားတဲ့ဈေးနှုန်းတွေနဲ့တန်အောင် F-35A ဟာအရှိန်မြန်တာတည်းမဟုတ်ဘဲသူ့ရဲ့လုံနိုင်စွမ်းတွေအလုံးဟာပြောင်ပြောင်လွန်လာပါတယ်။ဘယ်တိုက်လေယာဉ်မှမမီနိုင်တဲ့ data စုဆောင်းဖြန့်ဝေမှုကိုလုပ်ပေးနိုင်တဲ့အာရုံခံကိရိယာ package တွေပါဝင်တဲ့အပြင်သူ့ရဲ့လုံဆောင်မှုစွမ်းအားသတင်းအချက်အလက်ပေါင်းစည်းမှုနဲ့အဆင်ပြေတဲ့ဆက်သွယ်ရေးချိတ်ဆက်မှုတို့ကြောင့်အိမ်ကွင်းခုခံရေးမှာတော့မရှင်းနိုင်စရာတိုက်လေယာဉ်တစ်မျိုးပါပဲ။စစ်တပ်ဟာသူတို့ရဲ့တန်း80တန်းတိုက်လေယာဉ်ကြီးကိုလေလူထဲမှာရောင်းလဲလဲပြန်တန်းနေမှာကိုမမြင်လိုတာကြောင့် F-35A မှာသူ့ရဲ့ရင်မောင်းတွေအတွက်ပတ်ဝန်းကျင်အခြေအနေကိုထောက်လှမ်းပေးနိုင်မဲ့အာရုံခံကိရိယာတွေပါရှိပါတယ်။ဆိုလိုတာကတော့ဒုံးကြီးတွေအတွက်တတိပေးမှုကိုနေညမရွေးပြုလုပ်နိုင်တယ်ဆိုတာပါပဲ။ဒါကနောက်စရာတော့မဟုတ်ပါဘူး။ဒီ F-35A ရဲ့အုတ်ထုပ်အတွင်းတက်ဆင်ထားတဲ့ display စနစ်ဟာသူ့မျိုးစားအလုံးထဲမှာအဆင့်အမြင့်ဆုံးစနစ်ဖြစ်ပါတယ်။လေယာဉ်မှုတစ်ယောက်အတွက်လိုအပ်တဲ့ဉာဏ်ရည်နဲ့ပြမရဲ့တည်တဲ့အချက်လက်တွေအလုံးကိုအဲ့ဒီအုတ်ထုပ်ရဲ့မျက်နှာပြင်ပေါ်မှာဖော်ပြထားပါတယ်။ဒီတိုက်လေယာဉ်ကိုမှန်ကန်တဲ့လက်ထဲသာထည့်လိုက်နိုင်မယ်ဆိုရင်တော့အောင်ပွဲပိုက်ပြီးပြန်လာရမှာအသေးချပါပြီ။ Trident ဒုံးကြီးတယူနစ်လျင်ဒေါ်လာတန်း30သူ့အကြောင်းကိုပို့တိထားရဲဆိုရင်တော့သူကို Trident 2D5 ဒုံးကြီးလို့ခေါ်ဖြစ်ပါလိမ့်မယ်။ဒါဟာတာမန်ဒုံးကြီးတစ်ခုတော့မဟုတ်ပါဘူး။သူဟာအဆင့်30ပါဝင်တဲ့အခဲလောင်စာသုံးရင်ကုန်တင်မော့ပစ်အဝေးဒုံးတစ်ခုပဲဖြစ်ပါတယ်။ဒီဒုံးကြီးဟာသူ့ပြစ်မှတ်စီကိုရေမိုင်4000လောက်ပြန်တန်းနိုင်ပြီးအမေရိကန်မှာရှိတဲ့တန်ကျဲအမြင့်ဆုံးအဝေးပစ်ဒုံးကြီးထိပ်ဖူးကိုတည်ဆောင်နိုင်ပါတယ်။ဒီ Trident ကိုတော့ Ohio Class နဲ့ Vanguard Class နျူကလ িয়ার ရင်ကုန်တင်မော့တွေမှာအသုံးပြုကြပါတယ်။ဒီရင်ကုန်တင်မောတွေတင်ချန်နောက်ရေပြင်မှာပါကင်လာထိုးမှာကိုတင်လဲကြောက်ရွံ့နေလိမ့်မယ်ထင်ပါတယ်။ဒီ Trident ရဲ့နောက်ဆုံး model ကပေါင်ချိန်3,300,000လောက်လေးပြီးတစ်စက္ကန့်ကိုစတူယန်ပေ2,000လောက်သွားနိုင်ပါတယ်။ဒီအမြန်နှုန်းအတွက်တော့သူတို့ရာစုနှစ်တစ်ဝက်စာလောက်စ조사ခဲ့တဲ့စ조사မှုတွေကိုကျေးဇူးတင်ရပါလိမ့်မယ်။1982ခုနှစ်တုန်းက Trident ဒုံးကြီးတွေကိုဆယ်စုနှစ်အနည်းငယ်ပြောင်မြောက်တဲ့ idea တွေနဲ့သိပ္ပံမိုင်းတွေအပြင်ပစံပုံလိုက်ရင်းနှီးပြီးတဲ့နောက်မှာတော့ဒီ project ဟာဒေါ်လာ39ဘီလီယံလောက်ကုန်ကျပြီးအောင်မြင်တဲ့ project တစ်ခုဖြစ်လာနိုင်ခြေရှိနေပါပြီ။ဒါဟာ American ရေတပ်သမိုင်းမှာအစမ်းကျဲဆုံးဒုံးကြီးတစ်ခုဆိုတာကတန်တရားဖြစ်ပွဲမရှိပါဘူး။ဒီတစ်ခုမတိုင်ခင်မှာသူတို့လည်းပဲနျူကလ িয়ার ပစ်လွတ်လေ့ကျင့်မှုနဲ့အဆက်ပြန်နေကြမှာပါ။ဒီ Trident 2D5 ကိုပထမဆုံးပစ်လွတ်ခဲ့တာက1990ခုနှစ်တွေတုန်းကဖြစ်ပြီးအဲဒီတုန်းကတော့1981 Trident ဒုံးကြီးရဲ့အဆင့်မြင့်ထားတဲ့ version အနေနဲ့သာရှိခဲ့တာဖြစ်ပါတယ်။ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီးတဲ့နောက် Trident 2ကိုထပ်ခါပြန်လည်ပြင်ဆင်ပြီးတဲ့အခါမှာတော့သူတို့မျှော်လင့်ထားတဲ့ပိုအဆင်ပြေတဲ့ပိုစွမ်းအားကြီးတဲ့ Trident ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီ Trident 2တွေကို2029ခုနှစ်မှာစတင်အသုံးပြုဖို့ရထားလျက်ရှိပါတယ်။ဒီဒုံးကြီးအတွက်သူတို့ရဲ့စက်တိုက်ပြင်ပြောင်းလဲမှုတွေကြောင့်သူတို့ဟာ Trident 2ကို Ohio Class ရင်ကုန်တင်မောတွေမှာလက်နက်အခြေစိုက်ဖြစ်အသုံးပြုဖို့နောက်ထပ်25နှစ်စာရထားပါသေးတယ်။ Trident 2ကိုထုတ်လုပ်ဖို့အတွက်အသုံးပြုခဲ့ရတဲ့ဒေါ်လာ39ဘီလီယံလောက်ကိုအရန်များလွန်တယ်လို့တင်ထင်နေတယ်ဆိုရင်နောက်ထပ်260လောက်ကြာမှပြန်ကြည့်လိုက်ပါ။ F-22 Raptor တယူနစ်လျင်ဒေါ်လာ211တန်းတင်ခုထိမြင်ခဲ့ရတဲ့အတိုင်းတက်လျင်တွေဟာဈေးကြီးပါပြီ။ F-22 ဟာလည်းအလားတူပါပဲ။
ဒါပေမဲ့သူ့ရဲ့မြင်မာတဲ့ဈေးနှုန်းနဲ့ကိုက်ညီအောင်သူမှာမျှော်လင့်ထားစရာတွေလည်းများပါတယ်။ဒီ F-22 ဟာလေတပ်ရဲ့နောက်ဆုံးထုတ်လုပ်ထားတဲ့တိုက်လေယာဉ်ဖြစ်ပြီးသူ့ရဲ့လျင်မြန်မှုနဲ့ viewer ဘိုင်းကိုပေါင်းစပ်လိုက်တဲ့အခါမှာစစ်ဘက်ဆိုင်ရာလုံနိုင်စွမ်းတွေမှာအများကြီးခုန်တက်သွားပါတယ်။ဒီတိုက်လေယာဉ်ဟာဝေဟင်ကနေဝေဟင်ဒါမှမဟုတ်ဝေဟင်ကနေမြေပြင်မစ်ရှင်နှမျိုးစလုံးဆောင်ရွက်နိုင်ပါတယ်။လေထုလွှမ်းမိုးမှုကိုမြင်မြန်ဆန်ဆန်နဲ့ဘေးကင်းတဲ့အကွာဝေးကနေထိန်းချုပ်ထားနိုင်ဖို့အတွက်ဒါကိုဖန်တီးထားတာဖြစ်ပါတယ်။ဒီ F-22 ကိုတော့အခြားတိုက်လေယာဉ်တွေရှင်းလို့မရပါဘူး။သူမှာပါဝင်တဲ့အာယုံခံကိရိယာတွေရဲ့လုံနိုင်စွမ်းနဲ့အန်အောပွဲအခြေအနေနဲ့လိုက်ပြီးတတိရှိမှုတွေအပြင်သူ့မှာပါဝင်တဲ့လက်နက်တွေကလည်းပထမဆုံးပြစ်ချက်ကိုအခွင့်အရေးရစေပါတယ်။လေထုနဲ့အထက်ပေပေါင်းထောင်ချီမှာပေါင်4300ရှိတဲ့စစ်လေယာဉ်ကိုစီးနေတာတော့တင်လုံခြုံတယ်လို့ခန်းစားနေရမယ်လို့ကျွန်တော်ထင်မိပါတယ်။ဒါကျွန်တော်ချက်ကားပြောနေတာမဟုတ်ပါဘူး။ဒီ F-22 မှာလေယာဉ်မှုအတွက်အမျိုးအမည်ခွဲခြားဖို့ခြေရာခံဖို့ပြစ်ဖို့လေထုထဲကနေတိုက်ခိုက်မှုတွေကိုမထောက်လှမ်းနိုင်လိုက်ခင်မှာခြေပနိုင်ဖို့အတွက်အာယုံခံစနစ်အခန်းတစ်ခုလည်းပါရှိပါတယ်။ဒီလေယာဉ်ကတော့သူ့ကိုယ်သူတာမကပဲသူ့မှာပါလာတဲ့ပစ္စည်းတွေကိုပါကာကွယ်ပေးရင်းလက်ဝက်လေယာဉ်တွေလိုနေအလင်းရောင်အောက်ယူဆောင်လာပေးတာပါပဲ။ဒီ F-22 ကတော့တကယ်ကိုဗတ်စုံတုံလို့ရတဲ့တိုက်လေယာဉ်တစ်စင်းဖြစ်ပါတယ်။အစောပိုင်းပြင်ဆင်လေးလာမှုတွေကြောင့်သူ့ရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကတိတိတတ်တာကိုတိုးတက်လာပြီးလေထုတွေကတိုက်ခိုက်မှုတွေကိုတံပြန်နိုင်စွမ်းကလည်းတိုးတက်လာပါတယ်။သူ့ရဲ့အင်ဂျင်တွေဟာလည်းအခြားတိုက်လေယာဉ်တွေရဲ့အင်ဂျင်တွေထက်ပိုပြီးအားပြင်းပါတယ်။သူ့ရဲ့ aerodynamics design နဲ့အားပြင်းတဲ့အင်ဂျင်တွေဟာ F-22 ကိုလေထုထဲမှာအတန်ထက်မြန်တဲ့နှုန်းနဲ့ပြန်တန်းစေနိုင်ပါတယ်။အဲဒါကြောင့်လဲဒီ F-22 ကနာမည်ကြီးတိုက်လေယာဉ်ဖြစ်နေတာလည်းပဲဖြစ်ပါတယ်။လက်တလော model တွေမှာအချိန်နဲ့အကွာဝေးပိုင်းကိုအဆင့်မြင့်တာတွေပြုလုပ်နေတဲ့အပြင်ဒီ F-22 တွေကအတန်ထက်မြန်တဲ့အချိန်ကိုသုံးပြီးတဲ့အခါ afterburner မလိုအပ်တဲ့အတွက်လောင်စာကိုချွေတာရကြပါတယ်။အတူချုံပြောရရင်တော့ဒီ F-22 ဟာတမိုင်းတစ်လျှောက်တခြားရှိခဲ့တဲ့တိုက်လေယာဉ်တွေထက်ပိုယုံကြည်အားထားရပြီးကြံ့ကြံ့ခံနိုင်တဲ့တိုက်လေယာဉ်တစ်စင်းဖြစ်ပါတယ်။ဒါကဈေးနဲ့တန်အောင်လုပ်ထားတယ်လို့ထင်ကောင်းထင်နေပေမဲ့မဟုတ်ပါဘူး။ B-61 နျူကလ িয়ার ဒုံးကျည်တယူနစ်ကို$28 သန်းကျွန်တော်ရဲ့စီးရင်မှာဈေးပေါ်ဆုံးကအဝေးတုံးတွေဖြစ်နေတာတော့ရည်ရပါတယ်။ဒါပေမဲ့စက်ကြည့်လိုက်ပါဦး။နျူကလ িয়ার တွေကတင်ထင်ထားတာထက်ဈေးပေါ်နေတာလည်းဖြစ်နိုင်ပါတယ်။ဒါကတယူနစ်နှုံးနဲ့တွက်ပြီးပြောနေတာဆိုပေမဲ့ဒီနျူကလ িয়ার ဒုံးတွေကိုဖန်တီးဖို့နဲ့တိုးတက်အောင်လုပ်ဖို့အသုံးပြုထားတဲ့ငွေပမာဏကတော့အန်အောစရာကောင်းလောက်အောင်များပါတယ်။ B-61 ဟာလက်ရှိမှာတော့စစ်တပ်ရဲ့ထုတ်ကုန်အသစ်တစ်ခုဆိုတာထက်ဘာမှမပိုပါဘူး။ဆယ်စုနှစ်အနည်းငယ်တွေကအမေရိကန်ပြည်ထောင်စုကထုတ်သိမ်းထားတဲ့တာမိုနျူကလ িয়ার မြေဆွဲအားဘုံတွေတတ်ပါပြီ။ဒါပေမဲ့ဒီဘုံတွေအကြောင်းကိုလေ့လာဖို့အတွက်ပတ်စံတော်တော်လေးကုန်ကြပြီးတယူနစ်စာထုတ်လုပ်ဖို့အတွက်တော့$28 သန်းလောက်ကုန်ကြပါပြီ။အခုချိန်ထိတော့ B-61 တွေဟာဘာမှကိုမလုပ်ဘဲဒီအတိုင်းရှိနေတော့မှာပြီ။ဒါပေမဲ့သုံးပြီးဆိုရင်လည်းပတ်စံအမြောင်များကုန်ကြမှာပဲဖြစ်ပါပြီ။2016ခုနှစ်တုန်းကအမေရိကန်ပြည်ထောင်စုဟာဆိုရင်သူတို့ထုတ်သိမ်းထားတဲ့ B-61 တွေကိုပြန်လည်တက်ဆင်ဖို့အတွက်တင်$100 သန်းလောက်ကုန်ကြခဲ့ပါပြီ။ဒါဆိုရင်ဒီနျူကလ িয়ার တွေဟာဘာတွေပါလဲ။ကျန်းကျင်သူတွေကတော့တန်ချိန်အနှိမ့်ကနေအလဲအလက်ထိရှိတဲ့ viewer 3နျူကလ িয়ার လက်နက်တွေလို့ဆိုပြီးအသက်တင်တန်ချိန်3.3ကနေ340ကီလိုတန်ထိရှိပါပြီ။ပုံမှန်အားဖြင့်တော့ B-61 တွေကိုမြို့တစ်မြို့လုံးပြာကျသွားနိုင်တဲ့အတိုင်းအတာထိဖန်တီးထားတာမဟုတ်ပါဘူး။သူရဲ့အားသာချက်ကတော့အတန်ထက်မြန်တဲ့ပြန်တန်းနှုံမဲ့ဖြစ်ပါတယ်။အရှိကတော့17ပေအကျယ်73လက်မလောက်ရှိပြီးအလေးချိန်ကတော့ပေါင်900ကျော်ပါတယ်။နျူကလ িয়ার ဒုံးကျည်မှန်မပြောရသေးခင်မှာအတိုင်းအတာနဲ့တင်တော်တော်လေးကြောက်ဖို့ကောင်းနေပါပြီ။ဒီ B-61 တွေကိုတော့အမေရိကန်တိုက်လေယာဉ်တော်တော်များများမှာအသုံးပြုနိုင်ပြီးနာမည်ကြီးတိုက်လေယာဉ်ဖြစ်တဲ့ F-22 Raptor မှာလည်းဝင်ဆန်ပါတယ်။လောလောဆယ်တော့3155ခုထုတ်လုပ်ထားရှိတယ်ဆိုတဲ့သတင်းတွေကြားထားပါတယ်။အခုပေါင်း940လောက်ကတော့အသက်အနေထားမှာရှိပြီး415ခုကတော့ဓာတ်ငြိမ်တဲ့အနေထားမှာရှိပါတယ်။920လောက်ကတော့2012ခုနှစ်အထိအဖြုတ်ခံရဖို့စောင့်ဆိုင်းနေဆဲပဲဖြစ်ပါတယ်။ DDG-51 Destroyer တယူနစ်လျင်$1.8 ဘီလီယံAlibag Class Destroyer လို့လည်းသိကြတဲ့အန်အောစရာကောင်းလောက်အောင်ဈေးကြီးတဲ့ဒီစစ်ဘက်သုံးသင်္ဘောဟာ1991ခုနှစ်ကတည်းကအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီစစ်သင်္ဘောတစ်စီးချင်းစီဟာသင်္ဘောဥကနေအမီးပိုင်းအထိပေ900လောက်ထိရှိပြီးအလေးချိန်အနေနဲ့ပေါင်9200လောက်ရှိကအမှုတန်းပေါင်းအယောက်350လောက်ကိုတင်ဆောင်နိုင်ပါတယ်။ဒီသင်္ဘောက90ခုနှစ်တွေတည်းကရှိနေခဲ့တယ်ဆိုတာနဲ့ပဲသူ့ပေါ်ကုန်ကျလာတဲ့ပတ်စံတွေကအလက်ကားဖြစ်သွားတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ DDG-51 ရဲ့နောက်ဆုံးထွက်သင်္ဘောတွေဟာဒီပညာအဆင့်တန်းမြင့်မားပြီးလေဆာနဲ့ရေကန်လိုမျိုးလက်နက်တွေပါချိန်ညီပြီးတက်ဆင်အသုံးပြုနိုင်တဲ့အဆင့်မြင့်ဒုံးကျည်ဖြတ်သင်္ဘောတွေပဲဖြစ်ပါတယ်။ဒါအပြင်အန်အောဘွေယာအကွာဝေးမှာရှိနေတဲ့သင်္ဘောတိုက်ဒုံးကျည်တွေကိုထောက်လှမ်းနိုင်စွမ်းရှိတဲ့အဆင့်မြင့်ရေဒါတွေလည်းသူ့မှာပါဝင်ပါသေးတယ်။ဒီလိုမျိုးခင်မင်းနည်းပညာတွေရဲ့အကျိုးကျေးဇူးကြောင့်လက်ရှိဒုံးဖြတ်သင်္ဘောတွေရဲ့လုံဆောင်နိုင်စွမ်းတွေကအလားအလာကောင်းနေတဲ့တိုးတက်လာပြီဖြစ်ပါတယ်။
DDG-51 တွေဟာ Charles Eden Farragut class လိုမျိုးအရင် model ဟောင်းတွေထက်ကာလွန်နေပြီဖြစ်ပါတယ်။သူတို့ဟာခုခံရေးဘက်ကရောတိုက်ခိုက်ရေးဘက်မှာပါလုံဆောင်နိုင်စွမ်းမြင့်မားကြပြီးတစည်းချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်တပ်ဖွဲ့တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ဖြစ်ဖြစ်ကောင်းမွန်စွာဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ DDG-51 ရဲ့ combat စွမ်းရည်ကတော့ Aegis လက်နက်စနစ်ကိုမူတည်ထားပါတယ်။အဲဒါကတော့ဒေါ်လာ2ဘီလီယံနီးပါးလောက်ကျတဲ့ရေတပ်လက်နက်စနစ်တစ်ခုဖြစ်ပါတယ်။အဲဒီစနစ်ဟာပြစ်မှတ်အပေါ်လက်နက်ချိန်ဖို့အတွက်အဆင့်မြင့်တဲ့ကွန်ပျူတာနဲ့ရေဒါစနစ်ကိုအသုံးပြုထားတဲ့အပြင်အခြားလက်နက်တွေကိုလည်းတပ်ဆင်ထားပါသေးတယ်။အဲဒါကြောင့်လဲဒုံးကျည်ဖြတ်သင်္ဘောလို့သူ့ကိုခေါ်တာပဲဖြစ်ပါတယ်။သူမှာတမဟောက်ဒုံးကျည်တွေအတွက်တောင်းလိုက်ပစ်စနစ်2မျိုးရှိပါတယ်။62 caliber ရှိတဲ့ရေတပ်3တနံတော်ပီဒိုတွေနဲ့အဆင့်မြင့်ထားတဲ့မိုင်းထောင်လန်းရေးစနစ်တွေပါသူမှာပါဝင်ပါတယ်။ DDG-51 တွေအားလုံးကတော့အတူတူတွေကြီးပဲမဟုတ်ပါဘူး။တချို့ model တွေကမိုင်းရှောင်ရှားရေးစွမ်းရည်တွေဟယ်လီကော်ပတာကွင်းတွေနဲ့အတူလာတတ်ပေမဲ့တချို့ကတော့ remote နဲ့ထိန်းချုပ်ရတဲ့မိုင်းထောင်လန်းရေးစနစ်တွေပါဝင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးထောက်ခံတဲ့အရာတစ်ခုရှိပါတယ်။အဲဒါကတော့ဒီသင်္ဘောတွေကပတ်စံအများကြီးကုန်ကြတယ်ဆိုတာပါပဲ။ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဒီစီရင်ကနံပါတ်1လောက်တော့ဈေးကြီးမှာမဟုတ်ပါဘူး။ USS Gerald တယူနစ်လျင်ဒေါ်လာ13ဘီလီယံဒီနံပါတ်1နေရာမှာတော့ကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးတိုက်လေယာဉ်တဲ့သင်္ဘောလို့သတ်မှတ်နိုင်တဲ့စစ်သင်္ဘောရှိနေပါတယ်။သူရဲ့ဈေးနှုန်းကိုကြည့်တာနဲ့လူတော်တော်များများလန့်သွားရမှာပါ။ဒီ USS Gerald Ford ဟာသုံးဘက်မြင် model, scale ပြည့် model နဲ့ပုံရိပ်ရောင်စနစ်လိုမျိုးအဆင့်မြင့်ကွန်ပျူတာစနစ်တွေကိုအသုံးပြုပြီးဆောက်လုပ်ထားတဲ့ပထမဆုံး American လေယာဉ်တဲ့သင်္ဘောပဲဖြစ်ပါတယ်။တိတ်ပြီးမတိုးတက်သေးတဲ့ဒီပညာပိုင်းကိုပြောရမယ်ဆိုရင်တော့တထူပေါင်းပေါင်4တန်းကိုပေါင်9000ဖြစ်သွားအောင်ကဟေးဆက်ရတာပါပဲ။ဒီသင်္ဘောကိုတော့ Virginia ပြည်နယ် James မြစ်ထဲမှာ2013ခုနှစ်တုန်းကစတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီမြစ်ထဲမှာစမ်းသပ်မှုတချို့ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်2020ခုနှစ်မှာတော့တရားဝင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဂျီဘောဘောလုံးမျောနေတဲ့ကျွန်းတစ်ခုကိုတိစောက်ဖို့အတွက်တမျိုးကျလုပ်ငန်းစဉ်တွေကိုကြည့်ရင်တော့တဲ့အနေနဲ့လုံးဝအံ့ဩသွားရမှာပဲ။ဒီ USS Gerald Ford ဟာတယူနစ်ကိုဒေါ်လာ13ဘီလီယံနှုန်းကျတင်နေဆိုပေမဲ့1106ပေရှည်ပြီးပေ250မြင့်တဲ့ဒီသင်္ဘောကြီးကိုတိစောက်ဖို့အတွက်တိစောက်ရေး program တစ်ခုလုံးကဒေါ်လာ39ဘီလီယံလောက်ကျတင်ပါတယ်။အရင်လေယာဉ်တဲ့သင်္ဘောတွေနဲ့ရှင်းလိုက်ရင်ဒီ USS Gerald Ford မှာဘယ်လိုတိုးတက်ပြောင်းလဲမှုတွေထည့်သွင်းထားပါသလဲ။ပထမဆုံးတစ်ချက်အနေနဲ့ဆိုရင်တော့သူမှာအမှုထမ်းတွေအတွက်ပုံမအဆင်ပြေတဲ့ဘဝကိုရစေတာပါပဲ။ပိုတိတ်ဆိတ်တဲ့အိတ်စင်တွေအကစားရုံနဲ့အခြားသောအပန်းဖြေနေရာတွေဒါအပြင်လေပေးစနစ်ကလည်းပိုကောင်းပါတယ်။သူတို့ကအကြာကြီးနေမှအိမ်ပြန်ရတာဖြစ်တဲ့အတွက်သူတို့အတွက်အကောင်းဆုံးလုပ်ပေးနိုင်တာကတက်တောင့်တက်တာဖြစ်ဖို့ပါပဲ။ကျွန်တော်တို့ပြောနေတာက21ရာစုစစ်ဘက်သုံးတိုက်လေယာဉ်တင်သင်္ဘောဖြစ်တဲ့အတွက်အဆင့်မြင့်တဲ့စနစ်တွေကိုလည်းထည့်သွင်းထားရဲဆိုတော့အသေးချပါပြီ။ဒါဝန်ထမ်းတွေအတွက်သင်္ဘောရဲ့လုံဆောင်ချက်တွေကိုပိုပြီးကြည်ကြဲပြည့်ပြည့်မြင်နိုင်စေပြီးသင်္ဘောတစ်စီးလုံးအနေနဲ့သုံးဝင်မှုကိုတိုးလာစေပါတယ်။တေချာပေါက်တိမ်မဆန်းကျလာတဲ့လုံဆောင်ချက်တွေလည်းသူ့မှာပါဝင်ပါသေးတယ်။ဥပမာအားဖြင့်အဲ့ဒါတွေကတော့ USS Ford ရဲ့ Caliber 50 ရှိစက်တနက်ပင်လယ်ပြန်လွှားစနစ်ဒုံးကျည်စနစ်တို့ပဲဖြစ်ပါတယ်။